မင်္ဂလာပါကလေးတို့ရေနော်ဒီနေ့ပြောပြမယ်တဲ့ကောင်းလေးတွေကအများကြီးရှိတယ်နော်နံပါတ်1တစ်ခုကပါလဲဆိုတော့သားတို့ပြောတယ်နော်ယောက်ျားလေးတည်တန်း18ကနေ35အတွင်းပေါ့နော်အဲ့ဒါကဘာလို့လဲဆိုရင်နှစ်ခုရှိရပေါ့နော်တစ်ခုကကြတော့ဘယ်လိုလဲဆိုတော့စောက်လို့ရေးပေါ့နော်နောက်တစ်ခုကလည်းစောက်လို့ရေးဆိုပေမဲ့ဒီတစ်ခေါက်မှာကညမ်းစင်မပါဘူးမြေတူးတို့စေးတုတ်တို့ပေါ့နော်အဲ့လိုမျိုးအပိုင်းတွေကိုလောက်ရမှာပေါ့နော်ဆိုတော့18ကနေ35ကိုသူကအဖိုက်တင်လက်စလည်းရတယ်အဖိုက်တင်ပြီးသားတဲ့သူလည်းရတယ်နော်ဒါပေမဲ့ဒီမှာကဝင်ဝင်ဖြည့်ပြီးသွားလို့ရှိရင်ကန့်ဝင်နေတဲ့ကာလမှာဒါဂျပန်စာကိုဆက်ပြီးသင်ပေးမှာပေါ့နော်အဲ့ဒါတခုရှိတယ်သူကလူကြီးကမကန့်သက်ထားဘူးအဲ့တော့နော်ရှောက်မယ်ဆိုရင်ခွန်9 6ကို3 လုံး16ရဲ့ဗိုက်ပါမှာစီးပေးလို့ရတယ်เนาะအဲ့ဒါကတခုပါနောက်တစ်ခုကဘာလဲဆိုရင်အသက်34နှစ်ပြည့်ပြီး9လကနေ38နှစ်ကြာအကျွေးစနစ်เนาะယောက်ျားလေးအဲ့ဒါစောက်လို့ကြီးက80%ပေါ့ကျန်တဲ့ခုံထုတ်ကတော့20%ပေါ့เนาะသူကအမြဲတမ်းခေါ်ပါတယ်အမြဲနေတဲ့နေစီးပေးလို့ရတယ်တောက်ကြနေဆိုစီးပိတ်ပြီးတနင်္လာနေ့မှာဆိုရင်ဝင်ငွေစစ်တယ်เนาะအဲ့တော့အဲ့ဒီမှာလေအဲ့ဒီဥစ္စာကကြတော့လေဂျပန်စာလုံးဝမတက်သေးတဲ့သူတွေရှောက်လို့ရတယ်အဲ့ဒါနဲ့ဂျပန်စာမတက်ဖက်ဂျပန်သွားမှာလားတော့လုံးဝမဟုတ်ပါဘူးเนาะဘာလို့လဲဆိုတော့ဂျပန်စာလုံးဝမတက်သေးတဲ့သူတွေကိုဝင်ငွေစစ်မယ်ဝင်စရမှာဂျပန်စာမစစ်ဘူးเนาะသူတို့ရဲ့ပေါ့เนาะဒီတွက်လက်မှုလို့ဒီလားအဲ့လိုမျိုးတွေပေါ့နော်စစ်ပြီးသွားလို့ရှိရင်ဝင်ခွင့်အောက်ပြီးသွားလို့ရှိရင်ဂျပန်စာကိုသင်ရမှာပါအဲ့မှာကန်ကဟိုပါပေါ့ကန်ကဘယ်လိုပြောမလဲဆိုတော့8လပေါ့နော်8လ10လအဲ့လောက်ဝင်ရမယ်ဒါနဲ့အဲ့ကြားထဲမှာပဲအင်တာဗျူးတွေထည့်သွားတာဆိုတော့နော်အဲ့ဒါတခုရှိတယ်နော်နောက်ပြီးကြရင်တခုတည်းနော်တခုတည်းဆိုလို့ရှိရင်အခုယောက်ျားလေးတွေကုံထုတ်နော်ကုံထုတ်နဲ့ယောက်ျားလေးအယောက်20ခေါ်တာအခုလောလောဆယ်2ယောက်ပဲရှိသေးတဲ့အတွက်ကြောင့်မို့လို့ကုံထုတ်နဲ့သွားခြင်းနဲ့ကုံထုတ်တခုတည်းကုံထုတ်အောင်ပြီးသားအန်ဖို့အောင်ပြီးသားရှိရင်စင်းပေးပါနော်ပြီးတော့သမီးတို့အတွက်ကလည်းကုံထုတ်မိန်းကလေးတွေမခေါ်ဘူးလားဆိုကုံထုတ်မိန်းကလေးတွေကအခုခေါ်ဖို့ရှိတယ်เนาะဒါပေမဲ့နည်းနည်းလေးတော့စောင့်ရမယ်เนาะဟိုပေါ့เนาะဒီတခုတည်းကုံထုတ်ကင်ထားတယ်ဖို့လက်မဲ့လည်းရှိရဆိုရင်စင်းပေးပါเนาะအဲ့ဒါတခုနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တခုဟိုပါပေါ့ခိုင်ကော့စကောလာပြောတာမိတော့လည်းပြောရတာများလေခိုင်ကော့စကောလာက2မျိုးရှိတယ်ပထမ1မျိုးကဘာလဲဆိုလို့ရှိရင်တစ်နှစ် language school တက်ပြီးတော့2နှစ်ကဒီခိုင်ကောနဲ့ပတ်သက်တဲ့ call လေးစမ်းမှုကိုတက်ရမယ်အဲ့ဒါပြီးတော့ရင်သူတို့ဒီမှာ9နှစ်လောက်ရမယ်အဲ့ဒါတစ်ခုနောက်တစ်ခုကဘာလဲဆိုရင်တစ်နှစ်ကကြတော့ language school တက်ပြီးတော့တက်ပြီးတာနဲ့တခုတည်းဗီဇာနဲ့အလုပ်လုပ်ရမှာပေါ့နော်အဲ့နှစ်ခုလုံးကတော့ဗာအနေနဲ့ဝန်ထိုးရှိတယ်နော်အဲ့ဒါကကုန်ကြငွေပါညာတာလကာကတော့အသေးစိတ်ကတော့မသိရသေးလို့အသေးစိတ်သိရနဲ့ပြန်ပြောပြမယ်နော်အဲ့နှစ်ခုစလုံးကတော့နော်သူတို့အန်ဖိုးလက်မှတ်အန်ဖိုးပြီးသွားပြီးရင်အန်3ဆက်တက်ရမှာရှိရနော်ကျမတို့ခိုင်ပါရမီကအရင်တော့လည်းခိုင်ကော့စကောလာတွေပို့ခဲ့တယ်ခိုင်ကော့စကောလာတွေပို့တော့ကလည်းကျောင်းသူကျောင်းသားစီတို့ဘာမှမကုန်ခဲ့ရဘူးကျောင်းကျောင်းသားတွေဘာမှလည်းမတောင်းဘူးเนาะပြီးသွားလို့ရှိရင်ကျောင်းကျောင်းသားတွေဘာတပြားမှလည်းမကုန်ဘူးเนาะဆရာမတို့စီမှာတင်တန်းတက်တဲ့တင်တန်း N3 N2 ကိုလေဆရာမတို့အခမဲ့တင်ပေးတာเนาะအခုရောက်သွားတဲ့သူတွေသိတယ်เนาะအဲ့တော့ကြတော့ခိုင်ကော့စကောလာစိတ်ဝင်စားတယ်ဆိုရင်ခဏတစ်ချက်စောင့်ပြီးပေါ့เนาะပြီးသွားရင်စားတောက်ဆိုင်တို့ဟိုတယ်တို့ပေါ့เนาะအဲ့လိုအောင်လက်မှတ်တွေရှိတဲ့သူဆိုလို့ရှိရင်လေဆရာမတို့ရုံးမှာဆင်းပေးပါเนาะခေါ်တာကခုရက်တမှာတော်တော်လေးစိတ်ပါတယ်เนาะပြီးသွားရင်လေကလေးတို့အတီးထဲမှာBEC ပဲပေါ့နော် BEC ပဲတော့အခီတို့ရှိခဲ့ရင်ပေါ့နော်အန်တရီအောင်ရှိခဲ့ရင်ဝဗီဇာနဲ့ခေါ်ပါတယ်နော်ဒါပြီးတော့လို့ရှိရင်ဝဗီဇာနောက်တစ်ခုရှိတာကကြတော့လေအန်တရီအောင်ထားတယ်အန်တရီအောင်ထားတယ်ဘွဲရထားတယ်ဒါရတယ်ဆိုလို့ရှိရင်เนาะဒီဝဗီဇာခေါ်တယ်ရှိရယ်เนาะအဲ့ဒါတွေလည်းစီးရင်ပေးလို့ရပါတယ်เนาะစီးရင်ပေးမယ်ဆိုစောစောပြောတဲ့ဖုန်းနံပါတ်ကိုစီးရင်ပေးပါเนาะပြီးတော့တန်းခွဲတွေကလက်တင်ရှိနေတာမို့လို့လေအရေးဆွဲအတိကျကတော့တည်တာနဲ့ကြီးညာပေးပါမယ်เนาะတကယ်လို့ဟိုစုံစမ်းမယ်ဆိုရင်443228 911ကိုမေးလို့ရပါတယ်ရှင့်ကျေးဇူးပါ